ကျောင်းနိုင်ငံပြန်လဲဥမဲအောင်လိုက်ပြန်လဲထူထောင်ပေးမှလို့ခင်ဗျားတို့မထင်နဲ့ခင်ဗျားတို့ဒီ NUG တို့ဒီ PDF တို့ခင်ဗျားတို့ပြည်သူတွေအားလုံးမပါဝင်မနဲ့နိုင်ငံပြန်လဲထူထောင်လို့မရအောင်တခုပဲရှိမယ်စစ်တပ်ကလည်းသူမကြောက်အောင်ထိန်းနိုင်မှာထိန်းနိုင်မှာတခုပဲရှိမယ်ကျွန်တော်ဘာမှဖြစ်တော့မဟုတ်ဘူးအဲ့တော့ထွက်ပေါက်မဟုတ်ဘူးဒါအခုလုပ်နေတာထွက်ပေါက်ရဖို့ပါလဲလို့ရှိရင်ပြည်သူအားလုံးကိုပါဝင်ဖို့စီးရုံမှုနော်ပြည်ရင်းစစ်ချုပ်ငိမ့်မှုဒါတွေလိုအပ်တယ်ဒါတွေအားလုံးကိုဆောင်ရွက်သွားနိုင်တဲ့နီးကရှိတယ်တို့ပါတော့လည်းပဲအဲ့ဒီနီးကလည်းဥမင်းအွန်လိုင်းရဲ့လက်အောက်မှာပျက်စီးသွားပြီနိုင်ငံထွက်ပေါက်မှာလာမှာဒီလီပေါ်ရှင်မှာကျဆိုပါခင်ဗျဒီစနေအဆိုရင်မြန်မာနိုင်ငံအတွင်းလက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့စနေတစ်ခုပဲဖြစ်ပါတယ်ခင်ဗျစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျအရင်ရှင်နိုင်ငံကြီးတွေနဲ့စီးပွားရေးကုန်သွယ်နိုင်မှုအရေးကြီးတယ်အရင်ရှင်နိုင်ငံကြီးတွေကသူတို့နဲ့ကုန်သွယ်မယ်ဆိုရင်တော့တောင်းဆိုချက်မြင့်တယ်အဲ့ဒါဘာလဲဆိုရင်သူတို့ရဲ့အကြိုက်ဖြစ်တဲ့လူခွင့်ရေးတို့နောက်တစ်ခုဒီမိုကရေစီတို့တအားတောင်းဆိုပါတယ်ဒါတွေလိုက်ရင်အဲ့တော့ဖြစ်တော့နော်ဝါတော့စံလုပ်တိုက်နေတာ PDF ABEO တွေတဲ့အားပေးမလုပ်သင့်ဘူးဆိုတာအားလုံးနော်တော့အားလုံးသိမှာမိဘလုံးလုံးအာနာသိမ့်နေဆိုတာတဲ့တကယ်ဖြစ်နိုင်သလားအေးပါလေထားပါဒီပုံမှာမြခင်ဗျားတို့လည်းကျွန်တော်နဲ့ရနော်ဟိုကျွန်တော်အခုချိန်မှာကျွန်တော်ဖြစ်ကလည်းခင်ဗျားတို့အားလုံးကိုရှိတိုင်းပြောပြမှတောင်းတယ်ကျွန်တော်မှရှိလာပြီနော်ဟုတ်ပါလားအချိန်လေးဒီစောက် relate ပြန်ကြည့်လိုက်နော်ကြောက်ဖြူနဲ့ပတ်သက်ပြီးကျွန်တော်ပြောထားပါပြီနော်အဲ့တော့နိုင်ငံပြန်လဲထူထောင်ရေးထိသွားဖို့ဆိုလို့ရှိရင်တော့ဥမင်း online ဒီအခုသူခေါင်းမာနေတဲ့လမ်းနိုင်ငံထူထောင်ရေးမပေါ့သူခေါင်းမာနေတဲ့လမ်းကစစ်တပ်ပြုတ်မကြဘူးဒါတခုသူထိန်သူအာမခံနိုင်တယ်နော်ပြီးတော့သူရဲ့ NASA ကနဲ့ဒီတက်မတော်အစိုးရလုံးဝပြုတ်မကြဘူးဒါအာမခံနိုင်တယ်ဒါပေမဲ့စီးပွားရေးဖွံ့ဖြိုးမှုရလာဖို့ကြာတော့သူလုံးဝလုပ်လို့မရဘူးနော်အဲ့ဒါပါလဲဆိုတော့နံပါတ်1ချက်သူနေဆက်စီးပွားရေးတခုမှဖွင့်မနိုင်သေးဘူးနော်ဖွင့်မနိုင်သေးဘူးအဲ့တော့ပို့ဆိုးတာကအဲ့နေဆက်လမ်းကျောမှာနောက်ထပ်တပုံတွေကထပ်တိုးလာပြီအဲ့ဒါကြောင့်မို့လို့ဒုတိယအဆင့်ကိုရောက်ဖို့တော့သူပထမအဆင့်မပြောနဲ့ပထမအဆင့်ဘဲဥမကွဲသေးဘူးဒုတိယအဆင့်ထပ်ခွဲဖို့လိုတယ်တတိယအဆင့်ကတော့ကျွန်တော်တို့နိုင်ငံတကာနဲ့ကုန်သွယ်နိုင်မှုကြိုးစားရမယ်အခုသူနဲ့ကုန်သွယ်ဘက်နိုင်ငံတွေကတရုတ်ကလွယ်လို့ကျန်တဲ့နိုင်ငံတွေကရုရှားနဲ့ဆိုလို့ရှိရင်အများဆုံးရှိတန်း3တနေ့မှတန်းဘယ်လောက်လဲတန်း30လောက်ပေါ့အများဆုံးရှိမှာနော်တန်း100တန်း300အဲ့တော့အများဆုံးရှိနေတယ်တခုမင်းကျင်တာတဲ့မိမတွေတဲ့ဘောလီမူဝတ်တန်ငွေဘာလို့ဆောင်ခိုင်းတာလဲကြာမိမရဲ့ဘောလီမူဝတ်တန်ငွေမင်းတော့မဟုတ်တယ်မေးပြီအဲ့ကျွန်တော်မကြက်နဲ့ဗျာနော်ကျွန်တော်ရောင်တတ်တာနဲ့တရုတ်ကမြန်မာတွေကိုဘာကြောက်တက်မကိုတက်မမူပုံကံဖို့လုပ်နေတာမင်းသိလားပုံကံဖို့လုပ်နေတာလေမကုံပုံကံဖို့လုပ်နေတာလေဒါတော့ပြောခက်ပါလေနော်ကြားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ကြားသိရဆိုခေတ်သေးတော့အကုန်လုံးဖတ်ပါနော်ဒီတာတွေချက်လိုက်စုကြည့်တဲ့ခါမှာအခုချိန်မှာဟိုဥစားလမ်းတွင်းထဲမှာရောက်နေတော့ကျွန်တော်ကြားသိရနော်လမ်းတွင်းမှာရောက်နေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးစစ်ဆေးနေတယ်နိုင်ငံဘယ်လောက်တရုတ်တက်ရောက်ပြီးပြီလဲတဲ့ကျွန်တော်ကတရုတ်ပြည်သူသမ္မတမြန်မာနိုင်ငံပါနော်တော့အာကုတုံလုံးနဲ့မြန်မာနိုင်ငံမှာတဲ့လူမဖြစ်ဘူးကိုမောင်ကြီးတဲ့အသိမှန်တော့ဗျာကိုမောင်ကြီးတဲ့ကျွန်တော်ဘက်မှာစိုင်ကယ်ကတော့အဲ့တော့အကုန်ဖမ်းမယ်ဗျာစိတ်မကောင်းဗျာကျွန်တော်ပြောရမလား informal စီးပွားရေးကိုခင်ဗျားတို့တော့ထောက်ပံ့ဖို့မစင်စားဘူးပြည်သူလူထုခင်ဗျားတို့ကပြည်သူလူထုအလောက်ကိုင်းရှာမပေးနိုင်ဥမင်းအောင်ရဲ့ရေချင်းကပါလဲဆိုပြည်သူလူထုကိုလည်းအလောက်ကိုင်းရှာမဖွေပေးနိုင်ပြည်သူလူထုကသူ့ဟာသူအလောက်ကိုင်းကိုဖန်တီးတယ်ဘယ်လိုမှဆိုလို့ရှိရင် job creating ပေါ့နော် they create jobs ဟုတ်ပြီနိုင်ငံရဲ့ချမ်းသာဆိုလို့ရှိရင်ဥပမာပြကျွန်တော်တို့ကဒီနေ့အလောက်ကိုဘယ်လောက်ဖန်တီးလိုက်ပါပြီဆိုပြီးတော့ပြောနိုင်တယ်အဲ့တော့ဥမင်း online အနေနဲ့အလောက်သစ်ဖန်တီးပေးနိုင်မှုသူမရှိဘူးသူမဖန်တီးပေးပေမဲ့ပြည်သူကမငတ်ဖို့အတွက်ရုန်းကန်တယ်အဲ့တော့သူ့အလုပ်ကိုသူတို့ဖန်တီးတယ်ဆိုင်ကယ်လေးဝယ်တယ်ကားလေးဝယ်တယ်အိမ်လေးဝိုင်းလေးရောင်းလိုက်တယ်ရောင်းပြီးတော့ဗိုလ်မှုတွေစီကနေပြီးတော့ဟာလားဘယ်တော့ကားလေးဝယ်လိုက်တယ်ဝယ်ပြီးတော့ဆွဲစားတယ်သူ့အလုပ်ကလေးကိုသူဖန်တီးတယ်မှန်တကယ်ကဒီပြည်သူတွေအလုပ်ရရှိရေးရဥမင်း online မှာတာဝန်ရှိတယ်အဲ့တော့သူကလည်းမဖန်ဆင်းပေးနိုင်အခုပြည်သူထမင်းအိုးပါရိုက်ခွဲတယ်အဲ့တော့ဒီကောင်းဆောင်မှဘယ်လိုခေါ်မလဲဆိုတော့ဒီဘောဘိုးတဘိုးလည်းရှိတဲ့သူမဟုတ်ကြံတဲ့ဘသူရှိအောင်လဲဗျာကိုစောဘိုင်းလုံးမ yes ကန်ခေါ်တယ်မှာတန်နိုင်ခေါ်အခုကျွန်တော်မှတာဝန်ရရှိလာပြီနော်နှုတ်နှစ်ဖက်မာမာနာတွေခေါ်ချပြီးတော့တိုင်းပြည်ဒီထက်မဆိုဘူးစပေါ်ဝိုင်းမှာဖြည့်ရှင်းတင်တယ်လို့ထင်တယ်ကိုမှန်တာဗောမှန်တာနော်မှန်တယ်ကောင်ဟုတ်ပြီ
တော့အလုတ်ကင်ဖန်တီးနိုင်မှာအစိုးရအလုတ်ကင်မဖန်တီးပေးနိုင်အဲ့တော့ informal စီးပွားရေးမှာပြည်သူကကိုယ့်ကိုဖန်တီးတာဒီဆိုင်ကယ်လေးတွေဆိုတာတခြားအစိုးရကထားပါတော့အစိုးရကနိုင်ငံခြားနဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်လိုက်တဲ့အခါမှာမြန်မာနိုင်ငံမှာကုမ္ပဏီကြီးဆောက်လာတယ်စက်ရုံတွေဒါအစိုးရဖန်တီးပေးတာ job အစိုးရဖန်တီးပေးတဲ့အလုပ်ဟုတ်လားနောက်ထပ် program ဆိုတော့ tourism တွေဖွင့်လိုက်တယ် tourism ဖွင့်လိုက်တဲ့အခါမှာနိုင်ငံခြားနေပြီးတော့ခီးသွားဧည့်သည်တွေမြန်မာပြည်အများကြီးရောက်လာတယ်ဒါကအစိုးရကဖန်တီးအဲ့လိုခီးသွားဧည့်သည်ရောက်လာတဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံမှာ hotel တွေကုမ္ပဏီမှာအလုံးမှာအလုပ်တွေပို့ရလာဒါအစိုးရကဖန်တီးပေးလိုက်တာနော်နောက်ထပ် program ဆိုတော့ဤပညာတွေဆက်လက်ပြီးတော့ဖွံ့ဖြိုးအောင်လုပ်တဲ့အတွက်ကြောင့်မို့လို့ဒါအလုပ်ကိုင်အစိုးရဖန်တီးပေးလိုက်တာဒါတွေတစ်ခုမှဥမင်းအောင်လည်းမလုပ်နိုင်အဲ့ဒါမလုပ်နိုင်ရင်ဒါအစိုးရမဟုတ်ဘူးအဲ့ဒါပြည်သူကိုခွစားနေတာအဲ့ဒီအတွက်ကြောင့်မို့လို့သူမထုတ်ပေးနိုင်တဲ့တို့ဗမာပြည်သားတွေကဒါ formal စီးပွားရေးမှာသူဘာမှမလုပ်ပေးနိုင်ဘူး industry မှာနော်အဲ့တော့ informal စီးပွားရေးဆိုတာရှိတယ် informal စီးပွားရေးဆိုတာအချင်းချင်းကြားမှာဗျာရောဟုတ်လားငါစီမှာဝက်ကလေးမွေးထားတယ်ကွာဒီဝက်ကလေးရောမင်းရောင်းလို့ဘယ်လောက်ရအဲ့ဝက်ကလေးတစ်လောက်ဒါဝက်9កောင်မွေးထားတယ်နော်6လတစ်ချိန်ဝက်သားကြတယ်ဗျာအဲ့ဝါလေးဝက်ကလေးကိုရောင်းတယ်ဒါပြည်သူကသူ့အလုပ်ကိုသူဘာလို့ရှိရင်ဖန်တီးတာပြည်သူကဖန်တီးတဲ့အလုပ်ကဲဆိုင်ကယ်လေးတွေဝယ်လိုက်တယ်ဟာဆိုင်ကယ်လေးတွေဆွဲလိုက်တယ်ဗျာဆိုင်ကယ်လေးဆွဲတဲ့ခါမှာဆိုင်ကယ်လေးဆွဲတဲ့ခါကျတော့ဆိုင်ကယ်တက္ကစီဆရာဆိုပြီးတော့ဒါလည်းအလုပ်ဒီအလုပ်ပေါ်မှာထမင်းစားနေမိသားစု10ရောက်လောက်ရှိမယ်9ရောက်လောက်ရှိမယ်နော်ထားပါတော့ကားလေးတွေဝိသောက်ကားလေးတွေနဲ့တော့ကနေပြီးတော့ခီးသွားနေတာလေးရှိမယ်အဲ့တော့ဒီဝိသောက်ကားလေးတွေနဲ့လှုပ်နေတယ်ဟုတ်လားဒါကလည်းအလုပ်အဲ့တော့ဒီအလုပ်ကလေးကဘယ်လိုဖန်ဆင်းတာလဲဦးမင်း online ဖန်ဆင်းပေးတာမဟုတ်ဘူးဘာသူ့ကျေးဇူးမူးလောင်ရှင်တာမျိုးခင်ဗျားတို့ကိုယ့်ကိုဖန်တီးတာအစိုးရအလုပ်ဖန်ဆင်းမနိုင်ဘူးပြည်သူဖန်ဆင်းတာအလုပ်ကိုရိုက်ချိုးတာလို့ပြောချင်တယ်နော်အဲ့တော့ဆိုင်ကယ်ကျန်တဲ့ဝိသောက်ကားတွေပါလေကျွန်တော်မပြောလို့ပြီမဲ့ဆိုင်ကယ်လေးတွေအနေနဲ့ကတော့ဗျာခင်ဗျားတို့နည်းနည်းပါးပါးပေါ့ဗျာနော်နောက်လမ်းတရားကြောင့်ပြီးလို့ရှိရင် CO2 ထုတ်လုပ်မှုကြောင့်လားခွန်မရလို့အခွန်ရဖို့အတွက်ဆိုခင်ဗျားတို့တေချာ license လုပ်ပေးလိုက်လေအခွန်ရပြီအခွန်နဲ့တေချာလုပ်လေနိုင်ငံတော်အစီအစဉ်ဆိုအခုကဘာမှမဟုတ်ဘူးသူသား EV ကမရောင်းအောင်မဆိုတဲ့ပုံစံဖြစ်တယ်ဘိုးတဘိုးလည်းသိပါလေဗျာဒီလူဘာပဲလုပ်ကျွန်တော်ကြည့်တာမန်ရတဲ့ transport တွေအကုန်လုံးအခွန်မဲ့ပေးသွားလိုက်ပါလားတဲ့နော်အခွန်စား manufacturer တွေမြန်မာပြည်မှာ maintenance တွေအတွက် invest တွေလုပ်ခိုင်းတာသိကောင်းတာဗောအဲ့ဒီ program ဆိုတော့ cycle ရှိတဲ့အတွက်ကြောင့်မလို့ cycle program ဆိုလို့ရှိရင် service center တွေနော်program maintenance center တွေဟုတ်လားသိကောင်းတာဗောဒါတွေကလုပ်ငန်းကိုင်ရအောင်ဘလို့ခေါ်မလဲဆိုတော့နိုင်ငံခြားကိုစီးပွားရေးဘလို့ပိတ်ဆို့ထားတဲ့အတွက်ကြောင့်လုပ်တယ်မခေါ်ဆောင်နိုင် informal စီးပွားရေးလောကဝင်ရတယ်နော် informal စီးပွားရေးဆိုတာမျိုးကအတုတ်ရောင်းတယ်လမ်းမေးမှာမုံငါရောင်းတာဒါ informal စီးပွားရေးဘယ်မှချုပ်တီးမှုမရှိဘူးအဲ့တော့ငိုဟင်းကားတယ်လေးဈေးရောင်းနေတယ်မုံငါတယ်ဆိုတာသူ့အလုပ်ကိုသူဖန်တီးလိုက်တာနော်မုံငါတယ်တွေများလာလို့ရှိရင်ငပြောသီးစိုက်စားတဲ့သူတွေငါးဖမ်းစားတဲ့သူတွေကအဲ့မှာစီးပွားရေးအနေနဲ့ဒါလည်းအလုပ်တစ်ခုထပ်ဖို့ဖြစ်သွားတယ်နော်အဲ့မှာဈေးကောက်တွေကောက်ကြတယ်ခင်ဗျားနိုင်ငံတော်အခွန်ရတယ်ဟုတ်လားအဲ့တော့ကိုယ်နိုင်ငံကိုနိုင်ငံတကာကစီးပွားရေးပိတ်ထားတယ်ပိတ်ထားတဲ့ကြောင့်လို့လုပ်ငန်းကိုင်ငန်းတွေမဖော်နိုင်ဘူးပြည်သူကကိုယ့်ကိုဖော်ဆောင်နေတဲ့ဒီ informal စီးပွားရေး level ကိုတော့ကိုကဘလို့ပံ့ပိုးရမလဲစဉ်းစားရမယ်အစားဟုတ်လားကိုလည်းမပံ့ပိုးနိုင်ဘူးဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပြည်သူသူအားသူကိုပြီးတိုးတက်လာတော့လေရိုက်ချိုးခြင်းတဲ့ပုံစံမျိုးတော့မလုပ်ပါနဲ့ဗျာနော်ညဉ့်တဲ့ချောင်းဘယ်တော့မှမစုံစည်းနိုင်ဘူးYou know everything what happened to Myanmar people. You still agree with me? ဒီကောင်တွေကလည်းအင်္ဂလိပ်လိုလာရေးတယ်။ဟုတ်ပါပြီထားပါ။အဲ့တော့စစ်တပ်ကတစ်မျိုးနော်တပုံတွေကတစ်မျိုးဘယ်နာသွားနေရမလဲကုန်မမောင်းနဲ့လဲမလို့ရလဲ3နှစ်ရှိပြီ။တိတ်မှန်တော့ဗောဗျာ။တချို့နေရာကြီးဆိုလို့ရှိရင်တပုံတွေကြီးဆိုးတဲ့အတွက်ကြောင့်မလို့ပြည်သူကမပြန်နေမြေလေးကြံရပါပြီ။နယ်မြေလေးရှင်းပေးပါဆိုတော့ဘယ်သူမှနယ်မြေမရှင်းပေးဘူး။အဲ့နေရာမှာအဲ့တော့ခင်ဗျားတို့ကလည်းပုံမှန်လေးမျိုးကျွန်တော်တို့က PDF ကိုအရင်တိုက်ခိုက်တာ။ဘာကြောင့်လဲဆိုလို့ရှိရင် PDF တွေကမြို့သိမ်းတယ်လို့ပြောတာအဲ့မြို့သိမ်းပြီးတော့မင်းတို့ကပြည်သူရဲ့အကျိုးစီးပွားဘာမှမလုပ်ပေးနိုင်မင်းတို့ပြည်သူကိုအဲ့လိုခေါ်မှဆိုလို့ရှိရင် hostage ပေါ့ဗျာကျွန်တော်တို့ဒီတစားကန်ဆွဲထားပြီးတော့မင်းတို့ရက်တည်နေတာအဲ့တော့ထို့တူပဲစစ်တပ်လည်းပြောရမှာပဲစစ်တပ်ကနော်ပြည်သူကိုလုံခြုံအောင်မကာကွယ်ပေးနိုင်ပဲနဲ့နေရာယူထားတာဆိုလို့ရှိရင်လည်းပြည်သူကိုတစားကန်လုပ်ပြီးတော့နေရာယူထားလို့ကျွန်တော်ကတစ်ဖက်ကပြန်ပြောတာတွေ့ရဖြစ်လာရင်ဆိုင်တော့မှာပဲနော်လမ်းမေးဈေးရောင်းနဲ့စီပင်ဖမ်းတယ်ဟုတ်တယ်အဲ့တော့ကိုယ်နိုင်ငံကလမ်းမေးမှာမျိုးမျိုးဈေးရောင်းတာတဲ့စီကန်းနဲ့ညီဖို့တက်နေတော့ထိမ့်သိမ့်နေမဲ့လေဒီအလုံးဝမလှုပ်စားရအကုန်လုံးငတ်သေးကုန်ပါဗောခင်ဗျားတို့အစိုးရကဗမာများလုပ်ငန်းနဲ့ကိုင်ငံဖန်တီးပေးဘူးလို့လေဟုတ်လားတေချာလေးဖန်တီးပေးပေါ့နော်
ဟာလားအခုဖန်တီးပေးတဲ့ဟာတွေနိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုနဲ့ဟာဒါလည်းဟုတ်သူ့ဘက်ပြန်ခြေပနိုင်တယ်ဘာဖြစ်ပေါ့ဗျာနော်ပြည်သူတွေသူ့အလုပ်ကိုသူရှာလုပ်နေတယ်အလုံးမရှိမဲ့တော့ဗျာလမ်းမေးမှာဟိုဘယ်လိုခေါ်မလို့ဆိုလို့ရှိရင်လက်သေးညက်ပေးတာဟာလားဒါလည်း service ပဲအလုပ်လေးတွေပြည်သူတွေလုပ်နေတာဟုတ်ဖွင့်လို့ပါနော် ILO ဥပဒေကြောင့်မြန်မာနိုင်ငံအခြေအနေတဲ့ILO ဥပဒေကတော့ Article 33ဖြစ်လိမ့်မယ်နော်လုံးဝ harsh ပါပဲလုံးဝအရန်ကိုကြမ်းတမ်းပါတယ် ILO နေနဲ့လုံသူ့တဲ့ဒီနိုင်ငံတွေကိုလှုပ်ဆော်မယ်ဟဲ့ဆိုလို့ရှိရင်တော့လှုပ်ဆော်ပိုင်းခွင့်ရှိပါတယ်ဒါမဲ့လည်းအဲ့ဒီလှုပ်ဆော်မှုပေါ့နော်အဲ့ဒီပြောဆိုမှုတွေကိုဒီကျန်တဲ့နိုင်ငံတွေကပူးပေါင်းဆောင်ရွက်မှုရှိမရှိမှာတော့စကားပြောပါတယ်နော်စကားပြောတဲ့အတွက်ကြောင့်မလို့ဒါမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ထဲထဲဝင်ထပ်ပြီးတော့လေ့လာပါအောင်မယ်နော်အကောင်းဆုံးကျွန်တော်ပြန်လာခဲ့ပါမယ်မောင်ရေးတဲ့ဒီကောင်လေးမင်းလောက်အောင်တော့မရှိဘူးအဲ့တော့ informal စီးပွားရေးလည်းညောင်းနေရောက်ကုန်တယ်နော် formal စီးပွားရေးကြောက်လည်းတက်လာမလုပ်နိုင်ဘူးအဲ့တော့ဘယ်လိုလုပ်လဲနော်တရုတ်ကနော်မြန်မာတွေကိုတဲ့ဘာကြောက်အချင်းရုပ်တာလဲတဲ့တရုတ်မှလည်းပြင်းရှိဘူးပဲမတို့မြန်မာတွေကကိုယ့်ချင်းပြန်ရောက်နေကြတာဦးမအောင်လိုင်းကိုတဲ့အကိုလိုက်နဲ့ကြည့်စေချင်တယ်အုံနောက်အချံကောင်းလေးရစေချင်တယ်အခုက तू ခေါင်းလုံးဝမရှိဘူး तू ခေါင်းမဟုတ် तू ကစီးပွားရေးအုံနောက်တော်ကောင်းတာဒါပေမဲ့ तू ကောင်းတဲ့အုံနောက်ကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့မတူဘဲနဲ့သူ့သားစီးပွားရေးနဲ့သူ့မိသားစုစီးပွားရေးလားကျွန်တော်သူ့ပြောရမှာလားဒီပုဂ္ဂိုလ်ကနိုင်ငံရေးမှာတော်တယ်စီးပွားရေးမှာတော်တယ်စီးပွားရေးမှာတော်တယ်ဆိုဘာလဲနိုင်ငံစီးပွားရေးကိုပြောတာမိသားစုစီးပွားရေးကိုပြောတာမြန်မာပြည်နဲ့တွင်းထွက်လျှက်စစ်မီရေနံပဲရောင်းစားတယ်လေမသိတော့ပါဗျာတစ်ချက်ကျိုးရှိတဲ့ချက်ဖြစ်အခုဆိုတော့ဗျာတိုင်းသားလက်နက်ကိုင်တွေလည်းတန်းတွင်းထွက်တွေရောင်းစားနေတာပါပဲเนาะအကုန်လုံးရောင်းစားနေကြပါပြီခုတကယ်ဒီ MOGE တို့ဘာလို့ပဲဒီစစ်တပ်ကရနေတာပါကျန်တဲ့ခုမိုးကုတ်ဆိုလို့ရှိရင် TNL လက်ထဲမှာ TNL တွေခုတူးနေပြီရွှေတွေတူးနေပြီเนาะကဲပါညီကောင်မများကျွန်တော်လည်းဒီနေ့ကလိုက်ကကြာကြကျွန်တော်ခါတာမဟုတ်လို့ကဲကျေးဇူးပဲเนาะကျွန်တော် like လေးရပ်ပြစေဟုတ်လားအေးစေးကြညောင်းဆုံးကြအောင်ပါ